အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါကျတော့လက်ကျွတ်စားမှာဖြစ်ပါတယ်ဒီလက်ကျွတ်တရားဆိုရင်အခုချိန်မှာဆိုရင်စပားတွေတင်းပြီဆိုတော့လေဒီလက်ကျွတ်တရားပေါ်လာပါပြီမျိုးမျိုးချက်စားလို့ရတယ်စပလင်နဲ့လည်းချက်စားလို့ရတယ်ကြွက်ချီကလည်းစားကြပါတယ်ရှင်ဘာလို့ဆိုရင်သူတို့ကရိုးရိုးမြက်လေးတွေအပင်လေးတွေရဲ့ဒီမြေမုံလေးတွေပဲစားကြတာဆိုတော့နောက်မို့ဘုကလေးအောက်ဖက်ကလူတွေကတော့ဒီကြွက်ချီကကိုကြိုက်ကြပါတယ်ရှင်ခုတ်ပြီးထားတဲ့အသားတွေကိုကြက်သွန်ဖြူမြုပ်တီရောထောင်းတာနဲ့နေပြီးတော့အရသာမုတ်တွေရဲ့စနစ်မုတ်ရဲ့နေပြီးတော့10မိနစ်15မိနစ်လောက်ထားပါမယ်ပြီးရင်တော့ချက်ပါတော့မယ်ဒီချာလေးလုံးပြီးချက်တဲ့အတွက်အရည်တွေခန်းရင်ငယ်ဒီကျရင်တော့ရေထည့်ပြီးတော့ဆောင်းပါမယ်ဘူတာကိစေပြတော့ကောင်းငယ်စိတ်တော့ကွင်ပြေမြက်ခင်တို့လေးညင်တီတော့ပြိုင်မဲ့ကင်းတို့ချစ်ချစ်ငယ်ကြီးမြတေဖွဲဒီဆိုစေဟင်းဥချကနီးဆိုရင်တော့စပလင်ကိုခြေပြီးတော့ထည့်ပါမယ်အနက်လေးမွှေးအောင်လို့ပါအခုဆိုရင်တော့စားချင်စရာကောင်းတယ်လက်ချက်သားဟင်းစပလင်နဲ့မွှေးလေးနဲ့လက်ချက်သားဟင်းလေးရပါပြီနောက်ထပ်လှူစားမှတစ်ခုကတော့တရက်ကြီးစားတောင်းပဲဖြစ်ပါတယ်စားရမယ်နော်အရင်ဆုံးကြက်သားပဲစားမယ်ဒါကြက်ပေါင်အနဲ့လျာမွေးနေရောပဲစပလီနဲ့ချက်ထားဆိုတော့လေရှယ်ပဲစားပါအောင်ရှင်ရှယ်ပဲသူ့သားလေးကလေကြက်သားလိုပဲနူးနူးအေးလေးနဲ့ပြည့်တီးထားရလေးစားမယ်နော်ရှယ်ပဲစားလို့ကောင်းနေရောပဲခုကြည့်နေတဲ့သူတွေထဲမှာလည်းကြက်သားကြိုက်တဲ့လူတွေပါမယ်လို့ထင်ပါတယ်။သူများနိုင်ငံမှာအလုပ်သားလုပ်နေတဲ့တို့ဘုကလေးအဖက်သားတွေကတော့ဒီကြက်သားလေးကိုတော်တော်လွမ်းနေကြမှာပဲနော်။ကြက်သားဟင်းမှာစားလို့ကောင်းတာနောက်တစ်ခုကအသေးပါ။ကြွက်ကောင်းလည်းစားလို့ကောင်းတယ်ကြွက်အမီးကလည်းပဲစားလို့ကောင်းတယ်ခုကလည်းတည့်တီးရသည်ဆိုတော့တည့်တီးစားတော့လည်းအရင်စားလို့ကောင်းတယ်ဝက်ရှာစားကောင်းတယ်လို့ပဲကြွက်ရှာလည်းစားကောင်းတယ်ကြွက်အုံနောက်လည်းအရင်စားလို့ကောင်းတယ်ရှယ်ပဲအရင်စားလို့ကောင်းလို့ပေါင်တစ်ချမ်းထက်စားအောင်မယ် မဆ
စားလို့ကောင်းပါတယ်ကြက်သားကြိုက်တဲ့လူတွေအတွက်ပေါ့နော်ကြက်သားမစားတဲ့လူတွေကတော့တောင်းပန်ပါတယ်လို့နောက်ထပ်ဗီဒီယိုလေးတွေတင်အောင်မယ်နော်ဒီခါကျရင်လည်းအားပေးကြပါအောင်လို့နောက်ဗီဒီယိုတွေကြရင်တွေ့ကြမယ်နော်တတား